အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Dream HM ရာကိုပိုင်မဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမလုပ်တာကြာနေပြီဖြစ်တဲ့အတွက် editing ပိုင်းလေးညံ့သွားရင်တော့ခွင့်လွှတ်ပေးပါခင်ဗျာဒီဗီဒီယိုကလစ်လေးကိုလောက်ရတဲ့ရွေချက်ကလူကြီးမင်းတို့ကိုခန္ဓာကြီးကျယ်နန်းဆန်တဲ့တိုက်ကြီးကိုရစေခြင်းနဲ့ရွေချက်နဲ့ပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီအသစ်နေတိုက်သစ်ကြီးကိုကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ကြရအောင်ပါခင်ဗျာဒီအသစ်နေတိုက်သစ်ကြီးကိုကျွန်တော်တို့ပေ80-60အကျယ်ရှိတဲ့ခြံကြီးပေါ်မှာတိစောက်ပေးထားတာပဲဖြစ်ပါတယ်ခြံရဲ့လက်လေးကတော့အရှိလက်တောင်လေးပဲဖြစ်ပြီးတော့အိမ်ရဲ့မျက်နှာစာကိုအရှိဘက်ကိုလှည့်ပေးထားပါတယ်ဒီခြံခွက်ရဲ့တောင်းကတော့မင်္ဂလာတောင်းဖြစ်တဲ့အပြင်ကိုကုန်းမြင့်ပေါ်မှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လူချင်းမင်းတို့လုံးဝကြိုက်မှသေးချပါပဲခင်ဗျာကဲဒါဆိုလို့ရှိရင်လူချင်းမင်းတို့ကိုဒီအသစ်နေတိုက်လေးရဲ့အခန်းဖွဲ့စည်းပုံလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာဒီအသစ်နေအိမ်ရဲ့ဖွဲ့စည်းပုံကတော့ဖျားခန်းကျဲပါမယ်အဲခန်းကျဲပါမယ်မာစတာအိတ်ခန်း2ခန်းပါပါမယ်ခင်ဗျာရိုးရိုးအိတ်ခန်း3ခန်းပါမှာဖြစ်ပြီးတော့မိဖို့ခန်းနဲ့ထမင်းစားခန်းကတော့တွဲရပါမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကားကူတောင်လေးလည်းပါမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီရေမီးအပြည့်စုံနဲ့လေထီးခုံလို့ရမယ်အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီအသစ်နေတိုက်ပါခြံလေးရဲ့ပိုင်ဆိုင်မှုကတော့ဂရမ်မြေမျိုးစားပဲဖြစ်ပါတယ်ခင်ဗျာအော်ဒါနဲ့လူချင်းမင်းတို့ကိုဒီအသစ်နေတိုက်ပါခြံကြီးရဲ့ location လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာအသစ်နေတိုက်ပါခြံကြီးရဲ့ဒီနေရာကတော့နေပြည်တော်ပုဗ္ဗတည်ရင်မြို့စင်ဖြူရှင်ရက်ကွက်မှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာအနေနဲ့ကတော့ကျွန်တော်တို့ရန်ကုန်တစ်လမ်းနဲ့ရွှေဘိုလမ်းမကြီးတောင်းမှာတည်ရှိတာဖြစ်ပါတယ်ဒါအပြင်ကိုမြို့ပတ်လမ်းကြီးနဲ့လည်းနီးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီအသင်းနေတိုင်းနဲ့ခြံရဲ့ခေါ်စည်းလေးကတော့7,6500ကိုပိုင်ရှင်နဲ့တိတိဆိုင်ဆိုင်တွေးဆုံပြီးတော့ဈေးညှိနှိုင်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီခန်းနာကြီးကျယ်နန်းဆန်တဲ့အသင်းနေတိုက်ကြီးရဆိုလို့ရှိရင်လူကြီးမင်းတို့အတွက်ပိုင်ဆိုင်မှုလည်းခိုင်းပါတယ်လုံခြုံမှုလည်းရှိတယ်စိတ်လည်းစိတ်ချရတယ်ဆိုလို့ရှိရင်လူချင်းမင်းတို့ဘာလို့စဉ်းစားနေအောင်ပါလဲခင်ဗျာဒီအသစ်နေတိုင်းပါခြံကြီးရာဆိုလို့ရှိရင်လူချင်းမင်းနဲ့လူချင်းမင်းမိသားစုတွေအတွက်လုံးဝအဆင်ပြေကွက်တိကျစေမယ်ခြံကြီးပဲဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းကဈေးအများကြီးလည်းမသုံးချင်ဘူးအိမ်အခန်းများတာလည်းလိုချင်တယ်နေရာလေးလှတာလည်းလိုချင်တယ်အလှည့်ကောင်းတာလေးလည်းရွေးနေတယ်ဆိုလို့ရှိရင်တော့ဒီအိမ်ကြီးကိုအမြန်ဆုံးလာကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဒီအသစ်နေတိုက်ပါခြံကြီးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Dream Home HM ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့399420 9938နဲ့399511 8833လုံးကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါအပြင်3945368515ကိုလည်းအချိန်မီဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာနေပြီးတော့ပုဗ္ဗတည်မြို့မှာရှိတဲ့မြေကွက်တွေကိုအသစ်တွေကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Dream Home page လေးကို follow လုပ်ထားဖို့လည်းမမေ့ကြနဲ့အောင်နော်